အားလုံးပဲမင်္ဂလာပါဒီနေ့မိဖို့ကအသုံးဆောင်ပစ္စည်းလေးတွေကိုပြန်လည်ပြီးတော့မျှဝေပေးဖို့မှာဖြစ်ပါတယ်เนาะမနေ့ကအပိုင်းလေးကိုဆက်ပါမယ်ရှင်မိဖို့ကမှာသုံးနေတဲ့ပစ္စည်းလေးတွေဘာတွေရှိမလဲဆိုလို့ရှိရင်မနေ့ကပြောပြထားတာတော့တချို့တော့ပါသွားပြီဆိုတော့ဒီနေ့ပြန်ပြောပြသွားမှာကအချိုမုံကိုဘယ်လိုခေါ်လဲဆိုရင်ချိုရော့အချိုမုံကိုဘယ်လိုခေါ်ရင်လဲဆိုရင်ချိုရော့အသားမုံကိုစက်သားမုံကိုလော့ဒီအသားမုံကိုလော့ဒီငရုတ်ကောင်းမုံကိုพริกไทยป่นငရုတ်ကောင်းမုံကိုพริกไทยป่นစီကိုဘယ်လိုခေါ်လဲဆိုတော့နပ်မန်စီเนาะစက်သွန်ပြူကြောကကြတော့กระเทียมเจียวအဲ့ဒါစက်သွန်ကြောเนาะစက်သွန်ကြောဆိုတော့စက်သွန်ပြူကြောဟုတ်တယ်เนาะစက်သွန်ဒီကြောကကြတော့หอมเจียวစက်သွန်ဒီကြောหอมเจียวနောက်ပြီးရင်မိဖို့ထဲမှာဘာတွေရှိတယ်လဲဆိုတော့ငပိရှိမယ်เนาะငပိကိုကပ်ပိအဲ့လိုခေါ်တယ်เนาะထောင်းလိုက်ပါဆိုလို့ရှိရင်ตามให้หน่อยထောင်းလိုက်ပါကိုဘယ်လိုပြောလဲဆိုရင်ตามให้หน่อยပပနီးလိုက်ဆိုလို့ရှိရင်ซอยบานအဲ့လိုအဓိပ္ပာယ်ရတယ်เนาะအားလုံးပဲလိုက်မှတ်ကြည့်ပါရှင့်ကျန်တာလေးနောက်ရက်ကနေဆက်သင်ပေးပါမယ်